ကလေးတွေကိုထမင်းစားတတ်အောင်သင်ပေးရတာတကယ်မလွယ်ပါဘူး။ဒါပေမဲ့ငို့ကကိုတွေးကြုံရအရေးကြီးတဲ့အချက်၃ချက်ကိုမျှဝေပေးသွားပါမယ်။နံပါတ်၁ချက်ကအညစ်ပတ်ခံနေရပါမယ်။ထမင်းစီတွေဖိတ်ကြနေမယ်။လက်တွေပွေပွားနေမယ်။ဒါတွေကိုလည်းတွားတားလို့မရပါဘူး။သူတို့ကိုစမ်းသပ်ခွင့်ပေးပါဒါမှလည်းအစာပေါ်မှာစိတ်ဝင်စားဖို့ပိုပြီးတော့များလာပါလိမ့်မယ်နံပါတ်2အချက်ကသူတို့ကိုယ်တိုင်လှုပ်ခွင့်ပေးပါကလေးကလက်နဲ့စားတာပဲဖြစ်ဖြစ်ဇွန်းနဲ့စားတာပဲဖြစ်ဖြစ်မစားတတ်သေးခင်မှာတော့စိတ်ရှိနဲ့ကိုကဘီနာကကြည့်နေဖို့လိုပါတယ်ဒါကိုသူတို့မလုပ်တတ်ဘူးဆိုပြီးတော့ထမင်းကိုခွန်ကြွေးလိုက်တာမျိုးမိဘကကူညီပေးလိုက်တာမျိုးတွေမလုပ်ရပါဘူးနောက်ပိုင်းမှာသူတို့ကိုယ်တိုင်လှုပ်ချင်းကစက်ကွန်ဖီဒန့်ကိုတိုးဝါးစေပါတယ်ဒီလိုကိစ္စသေးသေးလေးတွေကကလေးရဲ့အမှုချင်းကောင်းတွေကိုတိုးထောင်ပေးတာဖြစ်ပါတယ်နံပါတ်3ချက်ကအချိန်ပေးရပါမယ်ကလေးတွေထမင်းစားခြင်းနဲ့စိတ်တောင်းတောင်းနဲ့မတူပါဘူးငို့အသားကြီးဆိုရင်9ရက်နဲ့သူကိုယ်တိုင်ထမင်းစားတတ်သွားပါတယ်ငို့အသားငယ်ဆိုရင်ဒီနှစ်ပိုင်းမှစပြီးတော့သူကိုယ်တိုင်ထမင်းစားတာပါအရင်ငယ်တုန်းကလည်းငို့ကိုယ်တိုင်ခွန့်ကြွေးခဲ့တာပဲဒါပေမဲ့သူကိုယ်တိုင်လည်းမစားခြင်းဘူးခွန့်ကြွေးတာလည်းသိပြီးတော့ဟဲ့မစားဘူးပေါ့နော်ဒါပေမဲ့လို့စိတ်ရှိနဲ့သူ့ကိုအချိန်တစ်ခုပေးလိုက်လို့ရှိရင်သူတို့ကိုယ်တိုင်စားတတ်လာပါလိမ့်မယ်ဒီလိုလုပ်ချင်းကလည်းမိဘပေါ်မှာမမီခိုတတ်တဲ့အကျင့်ကောင်းလေးတွေပြိုးစုပြိုးထောင်ပြီးသားဖြစ်ပါတယ်နောက်ပိုင်းမှာသူတို့ကိုယ်တိုင်လှုပ်လာလိမ့်မယ်ဒါကမိဘတွေအတွက်စိတ်ရှည်ဖို့လိုတဲ့အပိုင်းလေးတွေပါအခုကြည့်နေတဲ့မိဘတွေထဲမှာကိုသားသမီးတွေကိုဘယ်လိုမျိုးထမင်းစားတတ်အောင်သင်ပေးလဲဆိုတာကွန်မန့်မှာရေးပေးခဲ့ပါဦးနော်အခုထိမသင်ရသေးဘူးဆိုရင်လည်းငို့ကပြောတဲ့အတွေ့အကြုံလေးတွေကို try ကြည့်လို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်